Hello, hello, welcome to Achu channel. ဒီခါမှာတော့ hot pot ဆိုင်ကောင်းကောင်းလေးကိုမိတ်ဆက်ပေးပါမယ်။ဒါကတော့13668ကျမှရှိတဲ့ Mr. Hot pot ပဲဖြစ်ပါတယ်။ဒါကတော့ဝင်ချင်းမှမြင်ရမယ်ဆိုင်ရဲ့အပြင်စင်ခန်းသားပါရှင်။တတိယအိုလေးနဲ့စားရတာပြီးတော့ဒီဘက်ကဒီကိုစားစနာကိုယူလို့ရမယ်။ပြီးတော့ခါကျတော့ဈေးရတော့hot pot ရော barbecue ရောဆိုလို့ရှိရင်တော့3300မှာတစ်မျိုးတည်းဆိုလို့ရှိရင်တော့3100ကျပ်ပါရှင်။ဒါတော့ပင်လေစာကြီးပေါ့နော်ပစုံလဲတော်စုံနေပြီးတော့ဒီဘက်မှာကြက်မဲကြက်သားဝက်သားပြီးတော့ဒီဘက်အမဲသားပေါ့နော်သစုံလေးထားပေးထားတယ်ပြီးတော့ဒါကတော့အချီရေးဆက်ရမယ့်နေရာပေါ့နော်ချီရလဲကိုရန်ကိုကြဆက်လို့ရတယ်ပြီးတော့ဖြော်ရည်တွေကိုလဲ juice ကိုလုံးဝ free flow ထားပေးထားရပေါ့နော်ဒါကတော့အချိုပွဲပါရှင်အချိုပွဲမှာလဲသူမညံ့အောင်ပေါ့နော်ချိုပွဲထားပေးထားရအောင်လဲသဘောကျပါတယ်ဒါတော့ဟုတ်ပေါ့အေးမှာဆိုလို့ရှိရင်မာလာရဲ့တုံရမ်းရဲ့အချိုရဲ့ဆိုပြီးတော့၃မျိုးရွေးချယ်စရာရှိရပေါ့နော်လောလောဆယ်မှာမာလာကိုရွေးချယ်ထားပါရဲ့ရှင်ဒါတော့ပစုံနေကင်ထားပါပေါ့နော်အဲ့တော့ဟုတ်ပေါ့ဘယ်လိုစားလဲဆိုတော့ပြပြပါမယ်ဒါကျူစားတဲ့နီလန်ပေါ့နော်အသားကိုဒီတိုင်းစားလိုက်တာထက်စားလို့ရှိရင်ဒီလိုကြက်ဥလေးနဲ့စိန်ပြီးတော့မှကိုကလုံးဝပုတ်ပတ်စုနေတဲ့အထဲမှာအဲ့အသားကိုထည့်ပေါ့လေဆိုတော့အသားကလုံးဝပပလေးနဲ့ပါလွာပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီစုနေရဲ့အိုတဲ့ထဲခဏလေးနဲ့စားလို့ရတယ်အဲ့မှမဟုတ်လို့ရှင်အသားကမာသွားတတ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီကိုစားမဲ့အနေတော့လောက်ရောက်ပြီဆိုလို့ရှိရင်တော့စားတော့မယ်ဆိုလို့ရှိရင်အိုးရဟနေချပြီးတော့အချင်းခွက်ထဲကိုထည့်လိုက်ပါတယ်ဒါဘယ်လောက်မှမဆောင်ရအောင်အဲ့လိုအရန်စုနေတဲ့အိုးဆိုလို့ရှိရင်အကြာကြီးစောင့်ကြမလို့ပါဘူးရှင်ဒါတော့ကျမလည်းကြက်မှာစားရပါနော်အကုန်လုံး well cook ဖြစ်မှာစားရပါရှင်ဒါတော့အချီလေးနဲ့တို့ပြီးတော့စားလိုက်မယ်ဆိုလို့ရှိရင်ဖြစ်တို့ကဝါစားလိုက်ရဆိုလို့ရှိရင်အာကပါဆက်လူဖြစ်ကြဂျိုနက်လေးရဲ့ပေါ့နော်ဒီမှာရဲ့ hot pot စားနေမယ်ဖြစ်ပါတယ်ကိုဆိုလို့ရှိရင်ဖြစ်ဒီမှာhot pot စားမယ်ဆိုလို့ရှိရင်အသားစားတယ်ကြက်မဲစားတယ်အဲ့ပြီးလို့ရှိရင်သူ့ရဲ့သူ့စီမှာ side dish တွေရတယ်ပေါ့နော် side dish လေးတွေအောင်တခြားမရိုက်ခဲ့အောင်ပါရလဲဆိုတော့တင်မော်ရီတောင်ရမိတလောက်အကျိုးမမိတလောက်ပြပြမယ်နော်ထမင်းကြော်ရတယ်ကြာစင်ကြော်ရတယ်သူ့ရဲ့ side dish ကတရက်နဲ့တရက်တော့မတူလောက်ဘူးထင်တာပဲပေါ့နော်ပြီးတော့အာလူချောင်းကြော်လေးတွေရတယ်ပြီးရင်ဆူရှီပေါ့နော်ထမင်းလေးရတယ်အဲ့ပြီးတော့ငါးပေါင်းပေါ့နော်ငါးကချင်ပေါင်းရမယ်ကချင်မောင်းပြီးတော့တော်တော်စုံနေပြီးအကျော်လေးတွေမှာလေသူကတဲ့အထဲမှာနည်းနည်းချိုလေးနဲ့ခွာလို့အကျော်လေးတွေရတယ်ပြီးတော့ဝက်ချူချင်းတို့ချက်ချူချင်းတို့အဲ့လိုလေးလည်းရတယ်ပြီးတော့အပေါ်မှာတော့ကြက်ဥတို့ခောက်ဆွဲတို့ပြီးတော့မာလာဟင်းထဲမှာထည့်စားတဲ့ခောက်ဆွဲအပြားကြီးတို့အဲ့လိုလေးလည်းရတယ်side dish လေးပြောမယ်ဆိုတော်တော်လေးစုံနေပြီးကနန်းချက်လေးရတယ်သူစီမှာရောက်လို့ရှိရင်တော့တခြားလေးကြည့်ပြီးတော့စားလို့ရပါတယ်လို့အကျူကတော့ဒီ hot pot အစားစင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် hot pot ကိုပဲဦးစားပေးပြီးတော့စားခဲ့တယ် side dish စားလိုက်လို့ရှိရင်နည်းနည်းဘိုက်ပြည့်လွယ်တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အရာတာကိုသိစင်တဲ့အတွက်ကြောင့်မလို့ဆူရှီလေးကိုတော့စားခဲ့ရပေါ့နော်ရင်းကြီးထမင်းလိုက်ပေါ့ဒါမဲ့စားလို့ကောင်းတယ်သူ့ရဲ့အရာတာတော်တော်လေးကိုပြောပြလဲတလုတ်ထပ်ပြီးစားခြင်းနဲ့ဒါပေမဲ့မနေ့ကို break လုပ်ထားတယ်ဒါစားဖို့လာတာမဟုတ်ဘူးပေါ့နော်အသားစားရများတယ်လို့ဆိုအသားတစ်ရောင်းပြီးတော့လို့ရှိရင်နောက်တစ်ရောင်းကိုပါစားလေးဆိုကင်ထားတဲ့ပစွန်လေးစားရပါတော့ဒါဆိုလို့ရှိရင်ပစွန်လေးတစ်ကောင်ခွာစားနေရပါပစုံပြီးလို့ရှိရင်နောက်ထပ်အသားရောင်းပြန်လာတယ်ပေါ့နော်ဒါလည်းကတော့ဝတ်သားရောင်းပေါ့ဝတ်သားရောင်းပြန်လာတယ်ကျမပြောမယ်ဆိုလို့ရှိရင်တော့3 round လောက်တော့ကျမစားခဲ့တယ်3 round 4 round လောက်လားမသိရှိစားခဲ့ပါတယ်အဲ့ဒါပြီးတော့ခဏနေကြတော့ငါအချိုးဝဲစားရအောင်ပါပဲပေါ့နော်အချိုးဝဲမှာလေကျမအကြိုက်ဆုံးကပါလဲဆိုတော့လေရေခဲမုံကိုသူက3မျိုး4မျိုးထားပေးထားတာအရင်သဘောကျတယ်ကျမတွေးပြီးတော့ချောကလက်ကျမအကြိုက်ဆုံးပါပေါ့နော်ကျမအကြိုက်ဆုံးရေခဲမုံလေးပါတယ်ပြီးတော့ပိန်ဥပေါ့နော်ပိန်ဝါကျမအကြိုက်ဆုံးပဲရေခဲမုံကိုတဝိုင်းစားခဲ့ပါတယ်တခြားဘာစားရသေးလဲဆိုတော့ကျမဒီထဲမှာမပါဘူးပေါ့နော်ဆက်လက်ပုံစံမျိုးအတီးရွက်နဲ့တွဲပြီးစားပေးပါတယ်အစာကြီးစနစ်ကိုကောင်းမအောင်လို့ပေါ့နော်အရွက်နဲ့လည်းတွဲပြီးစားပေးပါတယ်ရှင်ဒါလောစီဒီမှာတော့အရွက်တွေမပါဘူးပေါ့နော်ကျမစားနေတဲ့အထဲမှာအဲ့ပြကျမပါကြိုက်လေးဆိုတော့ကြာဆွေကြိုက်တယ်ကြာဆွေကိုပြုတ်စားရရန်သဘောကျတယ်ပြီးတော့ကျမရဲ့ဟင်းရည်လေးကိုနည်းနည်းလေးချိုအောင်လို့ဆိုပြီးတော့ဟင်းရည်စားပြီးပြုတ်ကြတဲ့ကပိတ်ဥသူ့ဒီမှာပိတ်ဥရှိတယ်ကစုံဥရှိတယ်အာလူရှိတယ်ပေါ့နော်ဒီသုံးမျိုးကိုကျမထည့်
ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်အဲ့တော့အရသာလေးကလေဟင်းရတော့မတောက်ဘူးပေါ့နော်ဟင်းရတော့နည်းငယ်နေလေးတယ်လို့တော့ရလို့ပေါ့နော်ဒါပေမဲ့အသားနဲ့တွဲစားမယ်ဆိုလို့ရှိရင်အရန်အောင်မှကောင်းပါတယ်အဲ့တော့အမရမစနေကြရငါရဟော့ပေါ့ဆိုင်ဖွင့်ရင်းနဲ့နင်းကိုလည်းမခေါ်ဘူးနင်းအကျူရဲ့ပုံကိုလည်းတက်ပုံရိုက်ထားမယ်ဟော့ပေါ့ဆိုင်ဖွင့်ရင်အကျူကိုဗန်းပဲဆိုပြီးပြောထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အကုန်လုံးကစားပြီးတော့ကြပြီအကျူပဲတရောင်းပြီးတရောင်းထပ်တက်ပြီးစားနေရဘာလို့လဲဆိုတော့ကျမသဘောတွေ့နေရကျမအကြိုက်တွေ့နေရဘာလဲဆိုတော့ကျမအဲ့ကြက်ဥနဲ့အသားနဲ့စားရတာအရန်သဘောတွေ့နေရပြီးတော့သူ့ဥမာပါတဲ့အသားလွာလေးတွေကလေလုံးဝပါစက်ထဲမှာပျော်ဝင်သွားပြီးတော့အရန်စားလို့ကောင်းနေပြီးရင်ပေကုန်းပုံစံမျိုးပေါ့နော်ဝတ်သားကိုတုံးတက်တာအဲ့ဒါလေးတအားစားလို့ကောင်းပါရဲ့အဲ့အစီပါနေရဟိုကလေပါစက်ထဲမှာပျော်ရခါချောက်စားလို့ကောင်းတာဘူးပြောနေနေအောင်ပြန်စားခြင်းနဲ့နောက်ဆုံးစပိတ်နေရပါစားလဲဆိုတော့ကျွန်မပြောင်းမှုကြိတ်တယ်ကျွန်မပြောင်းမှု crazy ပေါ့နော်အချိုကြီးကလည်းတောက်တယ်လုံးဝအချိုကြီးဆိုလို့ရှိရင်လည်းကျွန်မဘယ်နှခါလောက်3ခါ4ခါလောက်တွားပြီးယူရဲပြီးတော့အလိမ့်မော်ကြီးကိုရင်ဆုံးတောက်တယ်ကျွန်မမအီအောင်လို့ပေါ့နော်နောက်ကြကမှကိုလာကိုတောက်တယ်ရင်ချောင်းသွားအောင်လို့ပါဒါကတော့ဒါနောက်ဆုံးရှိခဲ့မုံစားနေရပေါ့နော်ဒါတော့စားခဲ့တဲ့အမတွေပါ၄ယောက်သွားစားရပါရမ်းဖြို့ဖို့ကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you for watching